တခါကတာယာလှပသောတောအုပ်တစ်ခုတွင် ခွေးယူကောင်တောင်းချမ်းနေလီသည်တဲ့ အဖေရာတီဥတုကတာယာလိုက်တာနော် အေးဟုတ်တယ်ကွာ အဖေကချင်းတီကိုလည်းတိုက်ရဲတယ်တားတီကိုလည်းနိုင်အောင်တိုက်တယ်ဘာမှမဟုတ်တဲ့ခွေးယူကြတော့ရှောင်းပုံးတယ်တိတ်ခါမကြဘူးလားဖေ ခွေးယူကိုနိုင်တော့ရောဂွန်ယူစရာကောင်းပါမလားတာရဲ့ ဟမ်ဂွန်ယူစရာမရှိပါဘူးဖီ ခွေးဦးတစ်ချက်အကြိုက်ခံရလို့ဒဏ်ရာရရင်ကောတန်ပါမလားတားရဲ့ မတန်တော့ဘူးအဖေစိတ်ပြစ်စရာပဲကောင်းလိမ့်မယ်ထင်တယ် ဒါဆိုရင်ငါတို့ဘာလို့ခွေးယူကိုပြန်ကတ်ရမှာလဲခွေးယူဆိုတာစိတ်ဖောက်နေတဲ့အကောင်တွေ့ကြရလျှော့ကိုက်နေတဲ့အကောင်အကောင်တိုင်းဟာငါတို့ကိုရှင်ပြိုင်မှုတန်တာမဟုတ်ပါဘူးအဲ့ဒါကိုငါသားမြင်မြင်မထကွာ ဟုတ်ကဲ့ပါအဖေ